ကျွန်တော်နဲ့အတူတူတရားလေး10မိနစ်ကျော်လောက်နားကြရအောင်နော်ကျွန်တော်နဲ့အတူတူတရားလေး10မိနစ်ကျော်လောက်နားကြရအောင်နော်ဆေးရုံမှာယောဂကလုံးဝပြန်မထားနိုင်တော့ဘူးနော်ပြန်မထားနိုင်ဘဲနဲ့လဲနေတဲ့အချိန်မှာမိသားစုတွေကလည်းမတတ်နိုင်တော့ဘူးနော်ဈေးတွေမတတ်နိုင်တဲ့အတွက်ကြောင့်မလို့အမေဖြစ်တဲ့လူကိုဆရာဝန်တွေကိုလှုပ်လိုက်ပါဆိုတော့ပြောလိုက်တဲ့အချိန်မှာဆရာဝန်တွေတော့လှုပ်လိုက်တော့ဆရာတော့ခုနပြောလိုက်တဲ့အတွက်ဆရာဝန်တွေကတော့သေးစေချင်တဲ့စေတနာနဲ့သေတာမဟုတ်ဘူးဆိုတော့တပိုင်းကတော့ပြီးပါပြီပြဒါပေမဲ့တာသမီတွေအနေနဲ့ကျတော့သူကဆရာဝန်တွေကိုခွင့်ပြုလိုက်တဲ့သဘောဖြစ်သွားတော့ဗျအဲ့ဒါကျတော့တာသမီတွေမှာကျတော့မတုအဲ့ဒီပြင်စနန္ဒီယကံမြောက်သလားပါဏာတိပါဒကံဘယ်လိုမြောက်အောင်မလဲမလုံကောင်းဘူးအဲ့ဒါဦးဇင်းတို့အချင်းချင်းခဏခဏသတိပေးတယ်ဟိုတော့ငငယ်ကလေးကအဲ့ဒီဆောင်းပါးလေးဖတ်ဘူးတယ်ဟိုကလေးဘွားကလေးကအဲ့ဒီကံတွေထိုက်တတ်တယ်နော်မလောက်ပါဘူးကိုယ့်ရဲ့အမေဖေတွေအဲ့လိုမျိုးဒုက္ခဝေဒနာခံစားနေရတယ်ဆိုတော့အဲ့ဒါကိုမကြည့်ရလို့တာသမီတွေကဆရာဝန်ကိုလှုပ်ခိုင်းလိုက်တာမျိုးကိုတော့မလှုပ်ဘူးဆရာဝန်လှုပ်ခိုင်းသဘောတွေလက်မှတ်ထိုးတယ်မလှုပ်ပါဘူးအဲ့ဒါကံထောက်တယ်ကံထိုက်တယ်ဟိုတော့ပါဏာတိပါဒမှာပါလိမ့်မယ်ကိုတိုင်တက်ရတယ်မကောက်သူများကိုခိုင်းတာလည်းပါတယ်လေသူများကိုခိုင်းတာလည်းမရအဲ့တော့ကိုတော့ဆေးမထိုးဘူးဆေးမဖြတ်ဘူးဆရာဝန်ကိုလှုပ်ခွင့်ပြုလိုက်တဲ့သဘောတူလိုက်တယ်ဆိုဒါခွင့်ပြုတာပဲလေကံထိုက်တယ်ကံနော်အဲ့ဒါအမေဆိုရင်မာတုကာတကကံထိုက်မယ်အဖေဆိုပိတုကာတကကံထိုက်တယ်အဲ့ဒါကြောင့်အဲ့လိုမျိုးဒုက္ခဝေဒနာခံစားရတဲ့အမေဖေကိုအဲ့လိုမျိုးညံ့ညံ့သိသွားအောင်လို့လှုပ်ခွင့်မပြုအောင်နော်သူ10မိနစ်ရှည်ရှည်တနာရီအသက်ရှည်ရှည်အသက်ရှည်ရခြင်းဟာသူ့အတွက်နေတတ်ရင်အကျိုးအရမ်းရှိတယ်နော်နည်းနည်းစက်မိပြောရမယ်ဆိုလူဘွားရဲ့တန်ဖိုးနည်းနည်းသိအောင်ပြောလိုက်အောင်ပါတချို့ကလူဘွားတစ်ခုကလက်လွတ်စပယ်ဆုံးရှုံးနေကြတာပေါ့နော်ဟုတ်တနာရီနေရ10မိနစ်လောက်ပဲနေရအဲ့10မိနစ်အတွင်းမှာလူဘွားမှာဘာမှမဆိုဖြစ်သွားနိုင်ဥပမာရဟန္တာဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားဝိပဿနာအားထုတ်နေတဲ့ယောဂီတာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့10မိနစ်အတွင်းမှာလည်းသူရဟန္တာဖြစ်သွားနိုင်တာပဲသောတာပန်ဖြစ်သွားနိုင်တာပဲ10မိနစ်ဆိုတဲ့အချိန်ကနော်သူ့တက်အများကြီးတရားရှုမဲ့လို့ရတယ်ဆိုတာလေလူဘွားကနေတည်သွားလို့ရှိရင်ကောင်းရာဒုက္ခတွေရောက်ဖို့မသေးချာဘူးအပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိဋ္ဌာဖြစ်သွားနိုင်တယ်ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ဆင်းရဲခြင်းကင်းပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေသာဓုသာဓုသာဓုဆရာတော်ဟောတဲ့တရားလေးကိုနားထောင်ပြီးတော့ဘယ်လိုမျိုးတည်တရားရလိုက်လဲဆိုလို့ရှိရင်မိဘဆိုတာပေါ့နော်ကိုမွေးထားတဲ့ခြေစွာလည်းရှိတယ်ကိုတခါလေကြားလို့ရှိရင်ကိုကဒီလူတယောက်ဒီလိုယောဂါတွေဖြစ်နေတာကိုကမကြည့်ရဘူးပေါ့နော်ဟာလားကိုကမကြည့်ရဘူးသူ့ကိုဒီယောဂဝေဒနာတွေမခံစားစေချင်တဲ့စိတ်ကြောင့်လုံးလိုက်တာမှန်ပြီမဲ့တစ်ဖက်သားကြတော့ပေါ့နော်ဆရာတော်ခုနကပြောသွားသလိုကြတော့10မိနစ်ပဲနေရအကျိုးရှိတယ်
ယဟန္တာဖြစ်သွားနိုင်တယ်ပြီးသွားလို့ရှိရင်သောတာပန်ဖြစ်သွားနိုင်တယ်ပေါ့နော်ကိုကကုသိုလ်ကောင်းမှုတွေလောက်လာတဲ့ပုံကိုယောဂီတွေဆိုလို့ရှိရင်လည်းဟလာဝိပဿနာတရားတွေနာရင်ကျင့်ကြံလာတဲ့သူတွေကြတော့ဒီမျိုးစိတ်ထားတက်သွားရပေါ့နော်စိတ်ထားတက်သွားရတေခါနီးမှာသူ့ရဲ့ကုသိုလ်ကောင်းမှုတရားတွေကိုပြန်ပြီးတွေးပြီးနေမယ်ဆိုလို့ရှိရင်သူကောင်းတဲ့နေရာရောက်သွားနိုင်တယ်ဟလာအလုံးစုံသောတာပန်ဖြစ်သွားနိုင်တယ်အခြေအနေလေးရှိရပေါ့နော်ဒါကြောင့်အခုတည်းကကုသိုလ်ကောင်းမှုတွေလုပ်လို့ရှိရင်အမြဲတမ်းအဲ့လိုပြန်တွေးတဲ့အခြေအနေကိုထားမယ်ဆိုလို့ရှိရင်ဒီကနေ့တော့ပြင်ဆင်ပြီးသားဖြစ်သွားပါဗျာကျွန်တော်ဆိုလို့ရှိရင်လည်းခုအဲ့လိုမျိုးလေးပဲတွေးပြတယ်ပေါ့နော်ခြားအားတွေးနေမဲ့စားမနေ့ပြန်တာဂိမ်းမရှိတော့ဘူးဆိုလို့ရှိရင်ကိုဒီနေ့ဘာကုသိုလ်ကောင်းမှုလုပ်ခဲ့ပြီးပြီလဲခဏနေသိမယ်ဆိုရင်ရောအစင်းသင်းဖြစ်ပြီလားဆိုတဲ့ဟာကြီးအမြဲတွေးပြတယ်ပေါ့နော်အဲ့လိုတွေးမိရင်လည်းဒါတွေကခဏတာပဲငါကုသိုလ်ကောင်းမှုလုပ်ရမယ်ကုသိုလ်ကောင်းမှုတွေပြန်တွေးပြရမယ်ဆိုတဲ့အသည့်တရားလေးဝင်လာရပေါ့နော်အခုကြည့်နေတဲ့သူတွေလည်းကုသကောင်းမှုလေးတနေ့မှာတစ်ခုလောက်တော့ပေါအောင်လုပ်တာပါဒီလိုမျိုးတရားလေး10မိနစ်ကျော်လောက်နားရင်တော့မှပဲအဲ့ဟာလေးကိုကုသိုလ်ပွားနိုင်ရင်ကုသိုလ်ရပါတယ်ကုသိုလ်ဆိုတာနေရာကြီးအများကြီးဘုရားเจ้าနေသွားမှာမဟုတ်ဘူးပေါ့နော်ဒါမျိုးလေးလုပ်လေကုသိုလ်ရပါတယ်လို့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတ်တာ